ကျွန်တော်တို့ရဲ့ညံပြမှုပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုးပတ်တင်ရပို့ကောင်းတာပဲဖြစ်ဖြစ်ပေါ့ဒါမျိုးကြောင့်ရွှေစိမ့်နဲ့လွှတ်ချက်သွားတဲ့တကယ်ခံစားရပါတယ်ကစားသမားတယောက်ကဖိုင်နယ်တက်ပြီးတော့ဒီရွှေစိမ့်နဲ့မလက်မကမ်းပေါ့နော်ရနိုင်တဲ့အနေအထားတစ်ခုမှရှိပြီးတော့မရခဲ့တာဆိုတော့ကျွန်တော်တို့ဒီကစားသမားတယောက်ကတော့ကစားသမားခံစားရတယ်ဆိုတာကစားသမားပဲသိမယ်လေနော်ဒါမျိုးကြောင့်ခံစားရပါတယ်တော်တော်ခံစားပါထိုင်းပေါ့ထိုင်းနဲ့ဆိုတော့ထိုင်းကတော့နည်းနည်းသူတို့အင်ရှင်ဆိုတော့လေအင်ရှင်အတကြတော့ရှိတာပေါ့ကျွန်တော်တို့ကတော့ဒီကတော့ကျွန်တော်တို့ညံမျိုးပါပဲကျွန်တော်တို့ပို့ကြိုးစားဖို့လိုတယ်ကောင်းပါတယ်ကျွန်တော်တို့နဲ့ဖိုင်နယ်မှာတွေ့တဲ့ DNA ဆိုလဲကောင်းတယ်တိမပြူပါတယ်ကျွန်တော်တို့ရဲ့မားတွေပေါ့နော်မားပါတယ်မမတင်တဲ့မားတွေမှာမားတော့ကျွန်တော်တို့ဒီရွှေစိမ့်နဲ့လွှဲချုပ်ခဲ့ရအခုဒီဘွဲတော့ကတော့ပြည်သက်တွေပေါ့နော်ဘိုးရင်ကမတိတက်ခဲ့ပြမဲ့ဒီချိန်မှာမင်းရလက်ကိုပဲဝိတမ်းရဲ့ရေစက်ကောင်း only သာပြီးမဲ့မရှိတဲ့ငါရမနဲ့တစားပြန်လို့သာကြည့်ွယ်သူ